ဘယင်မသည်ရှေးခေတ်ကာလမှာနှစ်ပေါင်း900အနာဂတ်သို့အချိန်ခီးသွားရောက်လာပြီးနောက်သူမကိုယ်တိုင်အဝိရှော်နေခဲ့သည်ထိုအချိန်တွင်သူမ၏မျက်လုံးများရုတ်တရက်ဆူရှသွားသည်တစ်စက္ကန့်မျှပင်မဆိုင်မတွပဲလက်ထဲရှိအဝိရိုက်တုပ်ကိုလှမ်းပစ်လိုက်ရာလူငယ်မျိုးသမီးတဦးကိုလှုပ်ဝက်ရိုက်ကူးနေသောကာမဖောက်ပြန်သူ၏ခေါင်းကိုတိုက်ရိုက်ထိမှန်သွားသည့်အနီးပတ်ဝန်းကျင်ရှိလူအလုံးအံ့ဩပြီးငြိမ်သက်သွားကြသည်အမှန်မှာထိုမိန်းကလေးသည်လွန်ခဲ့သော900စုကဘယင်မတစ်ပါးဖြစ်ခဲ့သူဖြစ်သည်သူမသည်ယခင်ဘဝတွင်တစ္ဆာဖောက်ခံရကမဟုတ်မမှန်ဆွဆွဲခံခဲ့ရပြီးတေဆုံးခဲ့သည်ထို့နောက်သူမ၏ဝိညာဉ်သည်ယနေ့ခေတ်မိန်းကလေးတဦး၏ခန္ဓာကိုယ်ထဲတွင်ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်ထိုနေ့သည်သူမကားစီးပူးသည့်ပထမဆုံးနေ့ဖြစ်သည်ကားစထွက်သည့်နေ့တပြိုင်နက်ကားမူလာသည်ဒီလောက်မြန်တဲ့မြင်းလဲမျိုးကိုတစ်ခါမှမစီးဘူးဟုသူမညီးတွားလိုက်သည်ရင်မောင်းက dashboard ရှိအမြန်နှုန်းပြကရိယာကိုကြည့်လိုက်ရာအမြန်နှုန်းမှာတနာရီလျှင်20ကီလိုမီတာသာရှိသေးသည်နောက်ပိုင်းတွင်ဘယင်မသည်မိန်းကလေး၏ကျင်းမြောင်းသောတိုက်ခန်းငယ်သို့ရောက်လာသည်တနိုင်ငံလုံး၏ဘယင်မဖြစ်ခဲ့ဘူးသူအတွက်ယခုလိုကျင့်ချက်ဟောင်းနှမ်းသည့်နေရာတွင်နေရမည်ဆိုသည်ကိုသူမမယုံနိုင်လောက်အောင်ဖြစ်နေသည်မကြာမီအိမ်ရှင်ကအပြင်တွင်အသက်ကြီးသောအမျိုးသမီးတဦးလာစောင့်နေကြောင်းလာပြောသည်အဖွားအိုသည်သူမကိုနှွေးထွေးချစ်ခင်သည့်မျက်လုံးများဖြင့်စိုက်ကြည့်နေတော့လဲဘယင်မကတော့ထိုအဖွားကိုမမှတ်မိခဲ့ပေအဖွားကမြေမအကြိုက်အိမ်ချက်ဟင်းလျာများစွာကိုထုတ်ခင်းကျွေးသည်ဟင်းပွဲများကိုမြင်လိုက်သောအိမ်ရှင်သည်တကားဝတွင်ရက်နေပြီးမပြန်ကျင်သေးပေအဖွားကသဘောကောင်းစွာဖြင့်အတူစားရန်ဖိတ်ခေါ်လိုက်သည်အိမ်ရှင်ကတခိုက်တာစားပြီးနောက်ကျမ်းမာရေးမကောင်းလို့မြန်မစားနိုင်ဘူးဟုအကြောင်းပြကအလျင်မြန်ပြန်ထွက်သွားသည်သူထွက်သွားပြီးနောက်အဖွားသည်သိသိထားသောအရေးသွေးမြင့်ဝဲကျူအမဲသားကိုထုတ်ယူလာပြီးအခြားသူများမသိအောင်လှုပ်ဝက်ထားရန်တိုးတိုးလေးမှကြားသည်နန်းတော်ထဲရှိအာဏာလူမှုများလှည့်စားမှုများနှင့်အေးဆက်ရက်ဆက်သောဘဝကိုသာကြုံခဲ့မှုသည့်ဘယင်မအတွက်ယခုလိုစစ်မှန်သောမေတ္တာနှင့်ဂရုစိုက်မှုကိုမရင်းနှီးခဲ့ပေခဏတာအတွင်းသူမသည်ထိုအဖွားကမိမိသွေးသားအရင်ချလို့ခံစားမိလာသည်အဖွား၏ကြမ်းတမ်း၍အရေးအကြောင်းထားနေသောလက်ပွားများကိုကြည့်ရင်ရင်ထဲတွင်ဝမ်းနဲ့နှွေးထွေးသည့်ခံစားချက်တစ်ခုပေါ်ပေါက်လာသည်အဖွားကအသက်ကြီးလာတော့အရသာကောင်းကောင်းမခံစားရတော့ဘူးဒါပေမဲ့ဒီအမဲသားကိုတော့ငါမြေအတွက်တည်တံ့တင်ထားတာဟုပြောသည်အမှန်တကယ်တော့အမဲသားသည်အငန်လွန်နေသည်သို့တော့ဘယင်မကအပြုံးဖြစ်အရန်အရသာရှိတယ်ဟုချီကျူးကတကိုင်းမကြံစားလိုက်သည်ထိုစကားကြားသည်နှင့်အဖွား၏မျက်နှာပေါ်တွင်တောက်ပသောအပြုံးတစ်ခုချက်ချင်းပွင့်လန်းလာသည်ပြန်ခါနီးတွင်အဖွားကသူမကိုကိုဂရုစိုက်ဖို့ထပ်ခါမှကြားရင်နင်ကအမြဲတမ်းအဖွားရဲ့အကြီးမားဆုံးဂုဏ်ယူစရာအပျော်ရွှင်ဆုံးအကြောင်းရင်းပဲဟုပြောခဲ့သည်အဖွားလေးလံစွာရှောက်သွားသည်ကိုကြည့်ရင်ဘယင်မကအဖွားလမ်းမှာဂရုစိုက်ပြီးအိမ်ကိုအန်ရယ်ကင်းပြန်တော်ဟုနူးညံ့စွာလှမ်းပြောလိုက်သည်တိုက်ခန်းငယ်ထဲသို့ပြန်ဝင်ပြီးနောက်သူမသည်ကျင်းချောင်းသောအခန်းကိုလှည့်ပတ်ကြည့်ရင်ယနေ့ခေတ်ကဘာတွင်မည်သို့အသက်မွေးဝမ်းကြောင်းပြုရမည်ကိုစဉ်းစားနေသည်ထို့နောက်မိန်းကလေး၏ဒိုင်ယာရီဟောင်းကိုကောက်ယူဖတ်ရှုလိုက်သည်ဒိုင်ယာရီထဲမှသူမသိလိုက်ရသည်မှာမူလခန္ဓာကိုယ်ပိုင်ရှင်သည်တစ်ချိန်ကကလေးတယောက်ဆောင်တူဖြစ်ခဲ့ကြောင်းသို့တော့အလွန်ရှက်တက်ပြီးယုံကြည်မှုမရှိသောစိတ်နေစိတ်ထားကြောင့်နှစ်ပေါင်းများစွာကြိုးစားခဲ့တော်လဲအောင်မြင်မှုမရခဲ့ကြောင်းဖြစ်သည်ဘဏ်အကောင့်ထဲတွင်ငွေ3သိန်းကျော်သာကျန်ရှိတော်လဲလစဉ်ရရှိသမျှဝင်ငွေအများစုကိုအဖွားကိုထောက်ပံ့ရန်ပို့ပေးနေခဲ့သည်ထိုအချက်များကိုသိလိုက်ရသဖြင့်ဘယင်မ၏ရင်ထဲတွင်ခံစားချက်မျိုးစုံရောရှက်လာသည်သူမသည်အဆောက်အုံခေါင်မိုးပေါ်သို့တက်ကတောက်ပလာပါပြီးကျေပြန့်သောခေတ်သစ်မြို့ကြီးကိုငေးကြည့်နေသည်ဤခေတ်သစ်ကဘာသည်အလွန်လှပတောက်ပတော်လဲသူမအတွက်တော့အလွန်စိမ်းကားပြီးမရင်းနှီးသောကဘာတစ်ခုဖြစ်နေသည်ထိုအချိန်တွင်သူမကစိတ်ထဲတွင်အခိုင်အမာသစ္စာပြုလိုက်သည်ယခင်ဘဝကဘယင်မအဖြစ်ရရှိခဲ့သောဉာဏ်ပညာနှင့်ဘဝအတွေ့အကြုံအလုံးကိုအသုံးချပြီးမူလမိန်းကလေးကိုစားဒီအဖွားကိုကောင်းကောင်းစောင့်ရှောက်သွားမယ်